ကဲမင်္ဂလာညချမ်းပါကောင်းကောင်းတဲ့တိုင်းကြိုးဆိုပါတယ်ခင်ဗျာဒီထားကိုရှိုးလိုက်တော့ကန်ထရီလာမလားတော့မသိဘူးဘုညံ့ညံ့လေးဒီမှာလက်ဖတ်သူ့ရဲ့ logo နဲ့တင်ပြီးတယ်ကျွန်တော်ကတော့80ပေါ့80ဆိုရင်ပခုံးစား18လောက်ရှိမှာနော်ဟုတ်တယ်မလားဟုတ်တယ်ဒါလက်ဖတ်ဒါနာနုနုညံ့ညံ့လေးဒီမှာ site design color မျိုးစုံရှိပါတယ်ဘော left side ဆိုတော့ left side ကပခုံးစားခဏဘယ်လောက်16လောက်ရမှာနော်16ကွယ်16တော့မှပဲနေရကျွန်တော်ဝတ်ထားတာက80 280ဆို19လောက်ဖြစ်တော့မှာနော်19လောက်ဖြစ်မှာနော်ဒီကောပါဒီဇိုင်းကလာတယ်ဒီကောလည်း left side ပဲ left side ကဟိုလောက်ရှိမှာ20ကလာတော့လောလောဆယ်ဒီပါလောက်ရမှာပေါ့19လောက်ရမှာနော်ဒီမှာဘောင်းမီလေးလည်းပြချင်တယ်ဘောင်းမီဒေတာခုခစ်ပေါ်နေတာလေကတော့ဇမင်းသားတော့လောဆယ်အောင်တပူကဝင့်နေတာကျွန်တော်ကတော့အောင်လင်းဦးပဲလောဆယ်ကြည့်လိုက်နေပါလေလုံးနေလေလာဓာတ်ကလာလည်းလုံးဝမဲ့ထွက်တယ်ဘေးဘုတ်ကလည်းတစ်စောင်းလေးလူငယ်လေးကြနော်လူငယ်လေးဇိုင်းလေးဒါလေးပါလေဒီမှာဒါလေးကဘာလေးဆိုမှကျွန်တော်လည်းနားမလဲဒီမှာဒီကောင်လေးကမင်းချစ်လေးတွေဆက်လက်လေးထည့်ရလားမသိဘူးဒီထားလေးကလုံးဝလူမသိဘဲနဲ့မြန်ပြောမသိဘဲနဲ့မြန်ပြောတော်တော်မျိုးပြအောင်မဇာလာလေးရိုက်ပြီလားဒီမှာဇာလာဟောဒီကောင်လက်ဖိုက်ကြံနေတာလက်ဖိုက်ကဟိုပါပေါ့ဘာတော့80သူ့အနေထားဒီဘလိုလေးလည်းမသိဒီမှာလက်ဖိုက် logo ကြည့်လိုက်လက်ဖိုက် logo နဲ့တင်တာအသားကဂရီဘာသာနုနုညံ့ညံ့လေးဂရီဘာသာနုနုညံ့ညံ့လေးဒါကဇာရာကြီးတွေဇာရာနေထားလဲဘေးဘော့ကအဲ့2နှလုံးပါတယ်ဗျာနှလုံးပါတဲ့အတွက်သူကလည်းတူပဲဂါတင်ပိုင်းဆိုင်ရာအားလုံးတူပဲဒီကောင်ကတော့ဒီကောင်ရဲ့အသားကတော့နည်းနည်းလေးဘယ်လိုပေါ့နှုတ်တဲ့ဘက်တော့မသွားဘူးသူကနှုတ်တယ်လက်ဖိုက်ကတော်တော်ကောင်းတယ်အဲ့ဟိုဇာရာလည်းဇာရာဒီဇိုင်းကာလာမျိုးစုံအရောင်မျိုးစုံရှိပါတယ်အနီးကွက်ကလေးခရမ်းကွက်ကလေးအပြာကွက်ကလေးဒီကောင်ကတော့မိုးပြနဲ့လေးနော်ငါလက်ဖိုက်ခါပါညာပေါ့အဲ့တော့မင်္ဂလာညာရမှာအဲ့ပြောရှင်စနေလေးပိုင်ဆိုင်နိုင်ကြပါစေမောင်ကောင်းထန်ဆိုင်ကနေဝယ်ယူတဲ့ပေါင်းတဲ့မိတ်တွေပေါင်းတဲ့များအဲ့လိုကြားပါချင်းချမ်းသာရင်နဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာဆုမွန်ကုန်တောင်းပေးလိုက်ပါတယ်